ရန်ကုန်မြို့ကအမျိုးသမီးအဆောင်တစ်ခုမှာခလေးဖြစ်နေတဲ့တည်ဆုံးသွားခဲ့တဲ့တရေမဆက်ကြောင်းလေးကိုပြောပြမယ်။ကျမတို့ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်။ကျမတို့ညီမနှစ်ယောက်ရန်ကုန်မှာအလုပ်လာလုပ်ဖို့ဆိုပြီးနေကနေတက်လာခဲ့ကြပါတယ်။ဗီဒီယိုထဲမှာတော့ location ကိုအတိအကျမဖော်ပြခိုင်းထားလို့ကျမလည်းဘယ်နေရာဆိုတာကိုတော့အသေးစိတ်တော့မပြောပြတော့ပါဘူး။ကျမတို့ငှားပြစ်ခဲ့တဲ့အခန်းလေးကအဆောင်ရဲ့အပေါ်ဆုံးထက်အစွန်ဆုံးမှာရှိပါတယ်။အဲ့ဒီအခန်းကလေဝင်လေထွက်လဲကောင်းပြီးတော့နေအောင်ကြည့်လဲကောင်းကောင်းရတော့ကျမတို့ညီမနှစ်ယောက်စလုံးတိတ်ကိုသဘောကျနေကြတယ်။ဒါပေမဲ့ကျမတို့မသိခဲ့တာကအဲ့ဒီခန်းထဲမှာတရေ6တယ်ဆိုတာပါပဲ။အစားကတော့ဘာမှမဖြစ်ပဲအေးအေးဆေးဆေးပါပဲ။ဒါပေမဲ့အဆောင်ကိုရောက်ပြီး3ရက်မြောက်နေ့မှာတော့ကျမတရေစား6ခံရတော့တာပါပဲ။ကျမညီမလေးကတော့အဲ့ဒီအချိန်ထိအခန်းထဲမှာပဲတရေ6တယ်မှမသိသေးပါဘူး။ဒါပေမဲ့သူကငကိုကလေးကနည်းနည်းကြောက်တတ်တဲ့သူဆိုတော့ညဘက်ဆိုရင်ကျမနဲ့လာအိတ်လေးရှိတယ်။အဲ့ဒီညကလည်းထုံးစံအတိုင်းကျမတို့ညီမနှစ်ယောက်စလုံးတကယ်ရင်ထဲမှာအတူတူအိပ်ပျော်နေခဲ့ကြတယ်။ည10နာရီကျော်လောက်မှာကျမတို့ညီမနှစ်ယောက်စလုံးအိပ်နေတော့မှပဲသူ့ကောင်လေးစီကနေဖုန်းဝင်လာတယ်။အဲ့ဒါနဲ့သူလည်းဂရင်ဘော်ကနေထပြီးသူ့ဖုန်းကိုယူဖုန်းပြောဖို့အခန်းပြင်ဘက်ကိုထပ်သွားခဲ့တယ်။သူ့ဖုန်းမြည်တမ်းကြောင်းကျမလည်းအိယာကနေနိုးလာခဲ့ပြီးအခန်းထဲကိုလိုက်ကြည့်တော့ကျမတယောက်ထဲကြံခဲ့တယ်။ကျမလည်းအိတ်ချင်မှုတို့နဲ့အိပ်ပျော်အောင်ပြန်ကြိုးစားဖို့ပြင်လိုက်ပါတယ်။ကျမပြန်အိပ်ပျော်ဖို့လုံးနေတော့မှပဲအခန်းထဲကနေတစုံတယောက်ရဲ့ငိုတန်လိုအတန်တစ်ခုကိုစပြီးကြားလာရတယ်။အစားတော့ညီမလေးကသူ့ရီစာနဲ့ရှမ်းဖြစ်ပြီးတော့ငိုနေတာလားဆိုပြီးအခန်းပြင်ဘက်ကိုထွက်ကြည့်မိသေးတယ်။အပြင်မှာကြည့်လိုက်တော့လေသူကသူ့ကောင်လေးနဲ့တတရရဖုန်းပြောနေုံပဲရှိသေးတာ။အဲ့ဒီလိုနဲ့ကျမလည်းအော်ဘေးခန်းဖြစ်မှာပါဆိုပြီးတော့တွေးပြီးကိုယ့်ခန်းထဲကိုပြန်ဝင်ပြီးပြန်အိပ်ဖို့လုပ်လိုက်တယ်။ကျမကငကိုကလေးကတရေကြောက်တတ်တဲ့သူမဟုတ်တော့အများကြီးလည်းရှောက်မတွေးမိပဲနဲ့အိယာပေါ်ပြန်လဲလိုက်တယ်။ဒါပေမဲ့အိယာပေါ်လဲပြီးခဏအတွင်းမှာပဲအဖြစ်ပြက်ကစတော့တာပါပဲ။ကျမအိယာပေါ်လဲနေတော့မှတစုံတယောက်ကကျမကိုခရင်ပေါ်ကနေပြုတ်ကျသွားအောင်အတင်းတွန်းချလိုက်သလိုခံစားလိုက်ရတယ်။တကယ်တမ်းတွန်းချခံရပေမဲ့ကျမကခရင်ပေါ်ကနေအောက်ကိုပြုတ်မကျခဲ့ပါဘူး။အဲ့ဒါနဲ့ထူးဆန်းလို့ဆိုပြီးတော့ကျမရဲ့နောက်ကျောဘက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကူလုံးကြက်သိန်းတွေပါထသွားရတယ်။ကျမတို့ခရင်ပေါ်မှာကောင်မလေးတယောက်ကထိုင်နေတာ။သူကအင်ကြီးအနီရောင်လေးဝတ်ထားပြီးတော့သပင်ကလည်းဂုတ်ဝဲလေးညှက်ထားတယ်။အဆိုးဆုံးကတော့သူ့မျက်နှာပဲ။သူ့မျက်နှာကမျက်လုံးတွေနှာခေါင်းတွေပါးစပ်တွေဆိုတာဘာမှမရှိဘူး။မျက်နှာတစ်ခုလုံးကပြာနှမ်းပြီးတော့ပျက်စီးနေတဲ့ပုံစံမျိုးကြီးဖြစ်နေတာ။အဲ့ဒီကောင်မလေးကိုကျမအနီးကပ်တည်တည်ချာချာကြီးမြင်လိုက်ရတယ်။သူ့ကိုအဲ့ဒီလိုအတိုင်းသားကြီးမြင်လိုက်ရတဲ့ချိန်မှာကျမလည်းကြောက်လွန်လို့အသက်ရှူပါရက်သွားသလိုခံစားရတယ်။အဲ့ဒီတရေမကိုဘာမှမလုပ်နိုင်မင်းနဲ့ကြောက်ကြောက်လန့်လန့်နဲ့ပဲငူငူကြီးစိုက်ကြည့်နေမိတယ်။ခဏနေတော့မှကျမလည်းသတိပြန်ဝင်လာပြီးတော့အိယာဘွားကနေဝုန်းကနေချအခန်းပြင်ဘက်ကိုအမြန်ဆုံးပြေးထွက်ခဲ့ရတော့တာပါပဲ။ကျမအဲ့ဒီအချိန်မှာကြောက်လွန်လို့အော်ဘူးတော်အတန်မထွက်နိုင်တော့တဲ့အထိဖြစ်သွားတာ။ကျမကကြောက်တတ်တဲ့အချိန်မှာမပါဘူးဆိုပေမဲ့အခုတစ်ခေါက်မြင်လိုက်ရတာကိုမျက်စိရှိမှတဲ့အနီးကပ်ကြီးဆိုတော့တော်တော်လေးလည်းလန့်သွားမိတယ်။အပြင်ရောက်တော့ဖုန်းပြောနေတဲ့ညီမလေးကိုအလန့်တကြားနဲ့လှမ်းခေါ်မိတာပေါ့။အဲ့ဒီညနေစပြီးတော့ကျမတို့ညီမနှစ်ယောက်စလုံးအဲ့ဒီအခန်းထဲကိုပြန်မဝင်ရဲကြတော့ဘဲနဲ့အပြင်မှာပဲနေခဲ့ကြတယ်။အဲ့ဒီညကအခန်းထဲမှာမျက်နှာဖြတ်ထားတဲ့အင်ကြီးအနီဝတ်ထားတဲ့တရေမကိုမြင်ပြီးတော့ကျမတို့ညီမနှစ်ယောက်စလုံးကြောက်လွန်လို့အခန်းထဲတောင်ပြန်မဝင်ရဲကြတော့ဘူး။အဲ့ဒါနဲ့ဘာလို့ရမှန်းမသိဘဲနဲ့အဆောင်ထဲမှာရင်ရောက်ရခတ်နေတော့ဘေးခန်းအမတွေကတွေ့သွားပြီးတော့လှမ်းမိကြတယ်။ကျမတို့လည်းတုံတုံရီနဲ့အခန်းထဲမှာတရေ6ခံရတဲ့အကြောင်းအကျိုးအကြောင်းပြောပြလိုက်တော့အမတွေကတနာသွားပြီးတော့သူတို့အခန်းထဲမှာလာအိပ်ဖို့ခေါ်ကြတယ်။အဲ့ဒီညကတော့ကျမတို့ညီမနှစ်ယောက်စလုံးဘေးခန်းအမတွေနဲ့ပဲဖြစ်တယ်လို့တိုးဝေပြီးအတူတူအိပ်ခဲ့ကြရတယ်။အိပ်ရတဲ့ရောက်နေပေမဲ့လည်းမျက်စိထဲမှာစောစောနာမြင်ခဲ့ရတဲ့ဂုတ်ကွဲကီနဲ့တရေမမျက်နှာကြီးကတက်ဝဲလဲလဲနေပြီးတော့အိပ်လို့မပြောနိုင်ခဲ့ဘူး။ဘေးနာညီမလေးကလည်းကြောက်လွန်လို့ကျမလက်ကိုတင်းတင်းကြီးစုပ်ကင်ထားရင်းနဲ့မိုးလင်းနဲ့အထီတူတူဖြတ်တန်းခဲ့ကြရတယ်။နောက်တနေ့မနက်မိုးလင်းလင်းချင်းမှာပဲကျမတို့ညီမနှစ်ယောက်စလုံးစိတ်မချမ်းမသာနဲ့အဆောင်ပိုင်ရှင်ထော်လေးစီကိုတန်းသွားခဲ့ကြတယ်။အဆောင်ပိုင်ရှင်နဲ့တွေ့တော့ညကျမတို့အခန်းထဲမှာကြုံခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေတရေ6ခံရတာတွေကိုအကုန်စင်ပြောပြလိုက်တာပေါ့။ဒါပေမဲ့အဆောင်ပိုင်ရှင်ထော်လေးကကျမတို့စကားကိုသေချာနားမထောင်မနဲ့ရှောင်ဖယ်နဲ့မျက်နှာလွှဲဖို့ပဲကြိုးစားနေခဲ့တယ်။သူကကျမတို့စိတ်ထင်လို့နေမှာပါ။အလုပ်ပင်ပန်းပြီးစိတ်ချောက်ထားတာဖြစ်မှာပါဆိုပြီးတော့ခပ်ပေါ့ပေါ့ပဲပြန်ပြောခဲ့တယ်။အဆောင်ပိုင်ရှင်ရဲ့တုံ့ပြန်မှုကကျမတို့ကိုပို့ပြီးစိတ်ပြတ်စေခဲ့တယ်လို့တခုခုကိုဖုံးကွယ်ထားရဲဆိုတာကိုလည်းရှိမိစေခဲ့ပါတယ်။ဒေါ်လေးစီကဘာဖြီမှမရတော့တာနဲ့ကျမတို့လည်းအခန်းချင်းလဲဖို့ဒါမှမဟုတ်အဆောင်ပြောင်းဖို့အတွက်စပြီးစဉ်းစားကြရတော့တာပေါ့။ဒါပေမဲ့ကျမတို့ကရန်ကုန်ရောက်ခါစားဖြစ်ပြီးတော့နေရလာတာဆိုတော့တခြားသိတဲ့သူလည်းမရှိအသိမိတ်ဆွေလည်းမရှိနဲ့အခက်အခဲတွေ့နေရပြန်တယ်။ရန်ကုန်မှာအဆောင်အသစ်တစ်ခုချက်ချင်းရှာဖို့ကလည်းငွေကြေးချေနေတဲ့အချိန်ခါရဘလို့မှအဆင်မပြေနိုင်သေးဘူး။အဲ့ဒီလိုနဲ့ပဲအဆောင်ပြောင်းဖို့ကိစ္စအခက်အခဲတွေရှိနေတာကြောင့်လောလောဆယ်တော့ဒီအဆောင်မှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ရတယ်။
ဘာပဲဖြစ်ဖြစ်ဒီတိုင်းတော့နေလို့မဖြစ်ဘူးဆိုပြီးဘေးအခန်းအမားတွေစီကနေပရိတ်ရည်တွေတွားတောင်းခဲ့ကြတယ်ပရိတ်ရည်တွေရလာတော့ကျမတို့ရဲ့အခန်းနံရံတွေခရင်တွေနဲ့တကားတွေကိုတခန်းလုံးအနှံလိုက်ပတ်ဖြန်းပြီးစိတ်သက်သာရာရသွားတယ်အဲ့ဒီလိုပရိတ်ရည်တွေဖမ်းပြီးတဲ့နောက်မှာညရောက်တော့ကျမတို့ညီမနှစ်ယောက်စလုံးထုံးစံအတိုင်းအိယာတွေပြန်ဝင်ခဲ့ကြတယ်ညဦးပိုင်းကတော့ပရိတ်ရည်တကိုးချောင်းထင်တယ်ဘာတန်မှလည်းမကြားရပဲအခန်းကတော့ထူးထူးခြားခြားအေးချမ်းနေတယ်ကျမလည်းစိတ်နဲ့နဲ့အေးသွားပြီးတော့မင်းညလို့ထပ်မချောက်တော့ပါစီနဲ့လို့ဆူတောင်းရင်းနဲ့အိပ်ပျော်အောင်ကြိုးစားလိုက်ရတယ်ဒါပေမဲ့အပြင်ပန်းမှာဘာမှမချောက်လက်မိမဲ့အိမ်မက်ထဲထိတော့အဲ့ဒီအန်နီရကလိုက်လာခဲ့မယ်လို့ကျမမတွေးခဲ့မိပါဘူးကျမအိပ်ပျော်သွားတဲ့အချိန်မှာပဲထူးထူးဆန်းဆန်းအိမ်မက်တစ်ခုကိုစပြီးမှတ်ပါလေရောအိမ်မက်ထဲမှာကျမအခုနေနေတဲ့အခန်းဟောင်းလေးထဲမှာအိပ်ပျော်နေတာကိုမြင်နေရတာအိမ်မက်ထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကမင်းညကျမကြုံခဲ့ရတဲ့အဖြစ်အပျက်တိုင်းထပ်တူနေပါဖြစ်နေပြန်တာကျမရဲ့ခရင်ပေါ်မှာသပင်ခုံဝဲလေးနဲ့အင်ဂျီအနီအောင်ဝတ်ထားတဲ့ကောင်မလေးတယောက်ထိုင်နေပြန်တယ်သူ့မျက်နှာကိုတေချာစိုက်ကြည့်လိုက်တော့မင်းညအတိုင်းမျက်လုံးတွေနှာခေါင်းတွေပါးစပ်တွေဘာတစ်ခုမှမရှိဘူးအဲ့ဒီကောင်မလေးကခရင်ပေါ်မှာထိုင်နေရင်းနဲ့တကူလုံးတုံရီနေပြီးတော့ရှိုက်ကြီးတငယ်ငိုနေတယ်သူငိုနေတဲ့အတန်ကတကယ်ကိုရင်နှင်းစရာကောင်းပြီးတော့အခန်းတစ်ခုလုံးလဲလွှမ်းမိုးသွားသလိုခံစားလိုက်ရတယ်ဒါပေမဲ့ထူးဆန်းတာကသူဘလောက်ပဲငိုငိုကျမကိုစကားတစ်ခုမှမပြောဘူးသူဘာလို့စကားမပြောဘဲငိုနေရတာလဲဘာလို့တောင်းတနေရလဲဆိုတာကျမအိမ်မက်ထဲမှာအပြေရှာမရပဲတော်တော်လေးစိတ်ကျဉ်ကျပ်နေခဲ့ရတယ်အိမ်မက်ထဲမှာရင်ကျမလည်းကြောက်စိတ်တွေမွန်ကျက်လာပြီးတော့အတင်းရုံးကန်ရင်းထဲမှာလန့်နူလာခဲ့တယ်နုံနိုးချင်းပဲတကူလုံးချွေးစည်းတွေလည်းဆူရွှဲပြီးတော့နှလုံးခုန်တန်တွေကလည်းစီးကျက်မမှန်တော့ပဲအသက်ကိုခက်ပြင်းပြင်းရှူရတယ်ဘီနာကိုကြည့်လိုက်တော့ညီမလေးကလည်းဘာမှမသိပဲနဲ့နှင်းနှင်းချက်ချက်အိပ်ပျော်နေပြီကျမလည်းညီမလေးနိုးသွားမှဆိုတာနဲ့သူ့ကိုမနှိုးတော့ပဲအိပ်ရပေါ်မှာပဲငြိမ်ငြိမ်လေးလဲနေမိတယ်ဒါပေမဲ့ကျမရှင်ထဲမှာတော့ဒီတရေမကဘာလို့ငါ့ကိုပဲအိမ်မက်ထဲထိလာပြနေရလဲဆိုရဲမိကွန်းကြီးပဲတွေးနေမိတယ်နောက်ရက်တွေမှာလည်းအခြေအနေတွေကတိတ်ပြီးမထူးကြပဲကျမတို့ညီမနှစ်ယောက်စလုံးစိတ်တော်ကရောက်နေကြရတယ်ကျမညီမလေးကတော့ကျမလိုမျိုးကိုထင်ပြခံရတာမျိုးတော့မချောက်ခံရသေးဘူးဒါပေမဲ့ तू ကညဘက်ရေထားတောက်တာပဲဖြစ်ဖြစ်အိပ်ပျော်ကန်ဒီမှာပဲဖြစ်ဖြစ်ငိုတန်လိုအတန်ကြီးကြားရတယ်လို့ပြောတယ်မမညဘက်ဆိုရင်လေအခန်းထောင်းကနေမိန်းကလေးတယောက်ငိုတဲ့အတန်ကြီးကြားရတယ်ညီမလေးပါအဲ့ဒီလိုအတန်တွေကြားရတာဆိုတော့ဒီခန်းထဲမှာအောက်လန်းကြီးတကူကူရှိနေတာလားလို့တော့တွေးမိလာတယ်ကျမတို့နှစ်ယောက်စလုံးလည်းညဘက်ဆိုရင်အိပ်ရမှာကိုကြောက်စရာအိမ်မဆိုးကြီးတစ်ခုလိုသဘောထားမိလာတဲ့အထိစိတ်တွေဆင်းရဲခဲ့ရတယ်။ဒီတိုင်းဆက်သွားရင်တော့ကျမတို့ညီမနှစ်ယောက်စလုံးယူသွားနိုင်တယ်။အဆောင်ပိုင်ရှင်တော်လေးကဘာမှမပြောပြတော့ကျမတို့တို့လည်းအားကိုးစရာဘေးခန်းအမတွေပဲရှိတာပေါ့။နောက်တနေ့မနက်လျှောက်တော့ဘေးခန်းအမတွေကိုမုတ်ဝဲကျွေးရင်းနဲ့အကျိုးကြောင့်တည်တည်ချာချာမေးမြန်းခဲ့တယ်။အမတို့ရဲ့ကျမတို့လေးတနာရင်အမှန်တိုင်းပြောပြကြပါ။ဒီခန်းထဲမှာအရင်ကဘာတွေဖြစ်ခဲ့ဘူးလဲ။ဘေးခန်းကအမားတွေကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့တော်တော်လေးဝေခွဲမရတဲ့ပုံစံမျိုးနဲ့တိတ်ဆိတ်သွားကြတယ်။သူတို့မျက်နှာတွေကကြည့်ယုံနေတယ်ဒီခန်းထဲမှာလူမသိသူမသိကြောက်စရာလှုပ်ဝက်ချက်ကြီးတစ်ခုရှိနေတယ်ဆိုတာတော့အသေးချာပါပဲ။အမားတွေကအစကတော့အဆောင်ပိုင်ရှင်တိသွားရင်ပြဿနာဖြစ်မှာဆိုလို့နှုတ်ဆက်နေဖို့ကြိုးစားကြတယ်။ဒါပေမဲ့ကျမတို့ညီမနှစ်ယောက်ရဲ့ကြောက်လန့်တကြားဖြစ်နေတဲ့မျက်နှာတွေကိုမြင်တော့သူတို့လည်းစိတ်မကောင်းဖြစ်သွားပုံရကြပါတယ်။တခြားသူတွေမကြောက်အောင်အခန်းတကားကိုတိတိကျကျပိတ်အတန်ကိုတိုးတိုးလေးလျှော့ပြီးတော့စကားကိုစပြောကြတယ်။အမှန်အတိုင်းပြောရရင်ဒီခန်းကအရင်ကတည်းကလူခဏခဏပြောင်းတာဘယ်သူမှရက်ရှိမနေရဲကြဘူး။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကျမတို့ရှင်ထဲမှာလည်းဒိန်ကြီးနဲ့ဖြစ်သွားပြီးတော့အသက်ရှူဖို့တော့မိသွားတယ်။ဒါဆိုအရင်ကနေသွားတဲ့သူတွေကလည်းအခုလိုမျိုးခြောက်ခံရတာပေါ့။ဘေးခန်းအမကခေါင်းကိုဖြည်းဖြည်းချင်းညှိပ်ပြရင်းနဲ့ဇလန်းကိုစပြီးဖွင့်ပြောခဲ့ပါတယ်။6ယုံနေဖေကမလဲညီမလေးရဲ့ဒီခန်းထဲမှာအရင်ဆုံးနေသွားတဲ့ကောင်မလေးတယောက်ရှိရဲ့။အဲ့ဒီကောင်မလေးကနေရနေရန်ကုန်အလုပ်လာလုပ်ရင်းနဲ့အဆောင်မှာတယောက်တည်းလာငှားနေတဲ့တာမန်မင်းကလေးတယောက်ပဲ။ तू ကအေးစစ်စစ်နေတတ်ပြီးတော့ဘယ်သူနဲ့မှလည်းစကားသိမ့်မပြောဘူး။အလုပ်နဲ့အဆောင်မဲ့ကူးကြည့်တန်းကြည့်လုပ်နေတာ။ဒါမဲ့လွန်ခဲ့တဲ့တစ်နှစ်လောက်ကနေစပြီးတော့အဲ့ဒီကောင်မလေးရဲ့ပုံစံတစ်မျိုးကြီးပြောင်းလဲလာတာကိုသတိထားမိကြတယ်။အဲ့ဒီကောင်မလေးရဲ့ဖြစ်ရဆိုတာဘာလဲဆိုတာကိုတော့ဘေးခန်းအမတွေကစိတ်မကောင်းစွာနဲ့ဆက်ပြောပြကြတယ်။ဘေးခန်းအမတွေကစကားကိုခဏရက်ပြီးတော့ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သေးတယ်။ဘယ်သူမှမရှိတာတေချာတော့မှစကားဆက်ပြောတာပေါ့။အဲ့ဒီကောင်မလေးကနေရနေလာတာဆိုတော့အားကိုးစရာလည်းသိမရှိဘူး။ဒီကြားထဲမှာသူ့ရီစာနဲ့မှားခဲ့ပုံရတယ်။အမတယောက်ကစိတ်မကောင်းစွာနဲ့ပဲပြောပြလာပါတယ်။အစားတော့ဘာမှမသိတာပဲမဲ့နောက်ပိုင်းကျတော့အဲ့ဒီကောင်မလေးရဲ့ဘိုက်ကတဖြည်းဖြည်းပူလာပြီးတော့အဆောင်ကလူတွေလည်းသတိထားမိလာကြတယ်။ဒါပေမဲ့ခေတ်ကာလအခြေအနေရရောပတ်ဝန်းကျင်ရဲ့အပြောဆိုတွေရောကြောက်တာရောသူကဘသူ့ကိုမှဖွင့်မပြောဘဲနဲ့တိတ်တိတ်ဆိတ်ပဲနေခဲ့တယ်။အဆောင်ပိုင်ရှင်တော်လေးကလည်းအဆောင်နာမည်ပြတ်မှာဆိုလို့အဲ့ဒီကောင်မလေးဘိုက်ကြီးနေတဲ့အကြောင်းဘသူ့ကိုမှမပြောဘူးအကြက်ကင်ထားခဲ့တယ်တဲ့။ကောင်မလေးခမအားကိုးရမဲ့ပြီးတော့စိတ်ဆင်းရဲစရာတွေကြုံနေတော့မှပဲနောက်ထပ်အမကြီးတစ်ခုကိုထပ်ပြီးကျူးလွန်ပြီးဖို့အခြေအနေတွေကဖြစ်လာခဲ့တယ်။
ပတ်ဝန်းကျင်ရဲ့ရှုံချကဲ့ရဲ့မှုတံကိုမခံနိုင်တော့တဲ့အဆုံးမှာအဲ့ဒီကောင်မလေးကအခန်းထဲမှာရင်ပဲဆေးရည်တောက်ပြီးတော့ခလေးဖြော်ကတ်ချဖို့ဆုံးဖြတ်ခဲ့တယ်။သူကအခန်းတကားကိုတေချာပိတ်ပြီးတော့ဘယ်သူမှမသိအောင်ခလေးဖြော်ကတ်ချခြင်းကိုတယောက်တည်းလုပ်ခဲ့တယ်။ခလေးကဘိုက်ထဲမှာရင်ပျော်ကတ်ကြပြီးတော့ဆုံးသွားခဲ့ပေမဲ့အဲ့ဒီချိန်ကနေစပြီးတော့အခြေအနေတွေကပိုပြီးဆိုးဝါးလာခဲ့တယ်။ကောင်မလေးကခလေးဖြော်ကတ်ချပြီးတဲ့နောက်မှာသွေးသွန်ပြီးပိုးဝင်တာတွေဖြစ်ပြီးတော့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းအားအင်ကြီးကုန်ခန်းလာခဲ့တယ်။ဒါပေမဲ့ဒေါ်လေးကတော့ရှဲတိုင်ခံရမှာဆိုတော့ရောအဆောင်တိတ်ခါကြမှာရောကြောင့်အစည်းအရုံကိုအမြန်မပို့ဘဲနဲ့အခန်းထဲမှာပဲထားခဲ့တယ်။ကောင်မလေးကလည်းသွေးအိုင်ထဲမှာလူးလှိမ့်ရင်ဖျားတပြီးတော့အကူညီမဲစွာနဲ့ရက်တော်ကြောင်ဝေဒနာခံစားနေခဲ့ရတာ။အဆောင်ကအမတွေကအဲ့ဒီချိန်တော့အခန်းထဲကနေညီးတန်နေခဏခဏကြားရလို့ဒေါ်လေးကိုသွားပြောခဲ့ကြသေးတယ်။ဒါမဲ့ဒေါ်လေးကသူနေမကောင်းလို့အိပ်ရတယ်လဲနေတာဆိုပြီးဘာမှမဖြစ်ပါဘူးဆိုပြီးတော့ပဲဖုံးကွယ်ထားခဲ့တယ်။နောက်ပိုင်းကျတော့ကောင်မလေးရဲ့ကျန်းမာရေးအခြေအနေကလည်းစိုးရင်ရလာအောင်ဆိုးဝါးလာပြီးတော့တကူလုံးလည်းပြနှမ်းသွားတယ်။အသက်ရှူရလည်းခက်ခဲလာပြီးတော့သတိလေးမတက်ဖြစ်နေတဲ့အခြေအနေရောက်တော့မှအဆောင်ကအမတွေလည်းမနေနိုင်တော့ပဲဒေါ်လေးကိုအတင်းတိုက်တွန်းကြတယ်။ဒေါ်လေးဒီတိုင်းထားရင်တော့ကောင်မလေးကအခန်းထဲမှာရင်တော်ကီသွားလိမ့်မယ်။ဆေးရုံအမြန်ပို့မှဖြစ်မယ်။ဒေါ်လေးလည်းကြောက်လန့်ပြီးတော့အခြေအနေမဟန်တော့မှန်သိတာနဲ့ကောင်မလေးကိုဆေးရုံပို့ဖို့အတွက်နောက်ဆုံးမှသဘောတူလိုက်ရပါတယ်။အဲ့ဒီလိုနဲ့အဆောင်ဝါလူတွေဝိုင်းကူပြီးတော့ကောင်မလေးကိုဆေးရုံအမြန်ဆုံးပို့ဆောင်ပေးကြလို့ဘေးခန်းအမတွေကပြောပြကြတယ်။ဒါပေမဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်ထဲမှာပိုးတွေကအနှံ့ပြားဝင်နေပြီဖြစ်လို့ဆရာဝန်တွေကလည်းဘရောမမတက်နိုင်တော့တဲ့အခြေအနေကိုရောက်နေပြီ။ဆေးရုံကိုရောက်ပြီးတော့2ရက်မြောက်တဲ့နေ့မှာရင်ပဲအဲ့ဒီတနာဆရာကောင်မလေးကဆေးရုံပေါ်မှာတင်အသက်ဆုံးပါသွားခဲ့ရရှာပါတယ်။သူဆုံးသွားတဲ့တဲ့ရင်ကိုကြားရတဲ့ချိန်မှာအဆောင်ဝါလူတွေအကုန်လုံးစိတ်မကောင်းဖြစ်ပြီးတော့စိတ်နှလုံးမချမ်းမမြေဖြစ်ခဲ့ကြရတာပေါ့။ဒါပေမဲ့အဲ့ဒီအဖြစ်ဆိုကဆေးရုံမှာရင်ပြီးဆုံးသွားခဲ့တာမဟုတ်ပဲအဆောင်ရဲ့အခန်းဟောင်းလေးစီကိုပြန်လည်ရောက်ရှိလာခဲ့တယ်။ကောင်မလေးဆုံးပြီးမကြခင်မှာပဲသူနေထိုင်ခဲ့တဲ့အခန်းထဲကနေထူးဆန်းတဲ့အဖြစ်အပျက်တွေကချက်ချင်းဆိုသလိုစတင်ဖြစ်ပွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးတော့အခန်းထဲမှာကောင်မလေးကမကျွတ်မလွတ်ဘဲနဲ့တရေဖြစ်နဲ့ကြံခဲ့ပြီးတော့လာသမျှလူတွေကိုလိုက်ချောက်တာတဲ့။သူကအခန်းထဲမှာတယောက်တည်းနေရတာကိုကြောက်လို့လားဒါမှမဟုတ်သူ့ကိုပြစ်ထားခဲ့တဲ့ထော်လေးကိုနာကြီးလို့လားတော့မသိဘူး။ညဘက်ဆိုရင်အခန်းထဲကနေရှိုက်ကြီးတငင်ငိုးတန်တွေအကူကြီးတောင်းတန်တွေကိုဘေးခန်းကနေပါအတိုင်းသားကြားရတယ်။အဆောင်ပိုင်ရှင်တော်လေးကတော့အဆောင်ကန်းတွေအားလုံးကိုလွတ်ကုန်မှာဆိုတာကြောင့်အဲ့ဒီအကြောင်းကိုလူမသိအောင်အမြဲဖုံးဖိထားခဲ့တာ။အခုကျမတို့ညီမနှစ်ယောက်ကအဆောင်လာငားတော့လေဘာမှမသိပဲနဲ့ကျမတို့အဲ့ဒီအခန်းထဲကိုအတင်းထွက်ပေးခဲ့တယ်။အမှန်တရားကိုအကုန်သိလိုက်ရတဲ့အချိန်မှာတော့ကျမတို့ရှင်ထဲမှာတနာစိတ်ရောကြောက်စိတ်တွေရောဖြစ်ပေါ်လာခဲ့တယ်။ကျမတို့လည်းအဲ့ဒီကောင်မလေးအတွက်စိတ်မကောင်းလို့အလှူဒန်းတွေလုပ်အမျှတွေခဏခဏပေးဝေခဲ့ကြပါသေးတယ်။ဒါပေမဲ့သူကအမျှဝေတာကိုမရနိုင်တာလားဒါမှမဟုတ်သူ့ရဲ့နာကြီးချက်တွေကတိတ်ကြီးမားနေတာလားတော့ဘယ်သူမှမဝေခွဲတတ်ကြဘူးဘလောက်ပဲကောင်းမှုကုသိုလ်တွေလုပ်ပြီးအမျှတန်းတွေပေးဝေသူကအဲ့ဒီအခန်းထဲကနေမထွက်ဖ ೇನೆ လာသမျှလူတွေကိုဆက်ချောက်လက်နေတော့မယ်အမပြောပြတဲ့အကြောင်းအရာတွေကိုနားထောင်ရင်းနဲ့ကျမစောစောကမှတ်ခဲ့တဲ့အိမ်မက်ကိုပြန်ပြီးသတိရလာတယ်အိမ်မက်ထဲမှာကောင်မလေးကသပင်ကဝဲကီလီနဲ့မျက်နှာမှာလည်းပြောင်ချောကြီးဖြစ်နေတာတိုက်ဆိုင်မှုတော့မဟုတ်ဘူးသူကခလေးဖြော်ကတ်ချတော့ခန်းစားခဲ့ရတဲ့ဝေဒနာတွေနဲ့နာကြီးချက်တွေကြောင့်အခုလိုရုပ်ပြက်ဆင်းပြက်တရေဘဝကိုရောက်နေတာဖြစ်ရမယ်။အမှန်တရားကိုသိရပြီးတဲ့နောက်မှာတော့ကျမတို့ညီမနှစ်ယောက်စလုံးအဲ့ဒီအခန်းထဲမှာပဲဆက်နေဖို့ဘလို့မှစိတ်မကူရဲကြတော့ပါဘူး။ဒါပေမဲ့အဆောင်ပြောင်းဖို့ကလည်းချက်ချင်းဆိုတော့အဝေးစားတွေပစ္စည်းတွေကိုသွားသိမ်းရအောင်မှာဆိုတော့အခန်းထဲကိုလည်းပြန်ဝင်ရအောင်မှာ။ဘာပဲဖြစ်ဖြစ်ဒီဝိညာဉ်ကိုထပ်ပြီးတော့မချောက်လန့်ဖို့နဲ့ကောင်းရာသူကြီးရောက်ရှိဖို့အတွက်ကျမတို့တွေတက်နိုင်တာတခုခုလုပ်ပေးရမယ်လို့တွေးမိလာတယ်။အဲ့ဒါနဲ့ကျမတို့ညီမနှစ်ယောက်ကညီဆက်ရဖုန်းကြီးကျောင်းတစ်ကျောင်းစီကိုသွားပြီးတော့စွန်းဆန်စိမ့်နဲ့လှူပွဲပစ္စည်းတွေကိုသွားရောက်လှူဒန်းပေးခဲ့ကြတယ်။ဖုန်းကြီးကျောင်းမှာအလှူလုပ်ပြီးတဲ့နောက်အမျှဆိုပြီးအဲ့ကောင်မလေးရဲ့ဝိညာဉ်ကိုရည်စူးပြီးတော့စိတ်ထဲကနေအမျှပေးဝေခဲ့ကြတယ်။ကျမတို့ရဲ့အမျှဝေတာရုခေါ်တန်တွေကိုအဲ့ဒီတနာစရာကောင်မလေးရဲ့ဝိညာဉ်လေးကြားနိုင်ပါစေလို့လည်းထက်ကတလဲလဲဆုတောင်းမိနေပါတယ်။ဖုန်းကြီးကျောင်းကပြန်လာတော့ညနေဆောင်နေပြီဖြစ်လို့အဆောင်ကိုပြန်ရောက်တဲ့ချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးကလည်းမှောင်ရီပြိုးစားပြုတ်နေပြီ။ကျမတို့လည်းဘေးခန်းအမတွေကိုအားနာတာကြောင့်ဒီညတော့ကိုယ့်ခန်းထဲမှာပဲကိုပြန်အိပ်ဖို့တက်တိမွေးပြီးတော့ဆုံးဖြတ်လိုက်ရတယ်။အလှလဲလှုပ်ပေးထားပြီးပြီဆိုတော့သူငါတို့ထပ်မချောက်တော့တော့ပါဘူးဆိုတဲ့မျှော်လင့်ချက်လေးနဲ့စိတ်ထဲမှာအိပ်ရတာပေါ့။ညဘက်ရောက်တော့အခန်းထဲမှာဖျောင်းတိုင်လေးထွန်းဖျားစားတွေရွတ်ဖတ်ပြီးမှနှစ်ယောက်စလုံးကရင်ပေါ်တက်ပြီးတော့အိပ်ခဲ့ကြတယ်။ညဦးပိုင်းတစ်လျှောက်လုံးကတော့အခန်းထဲမှာဘာအသံမှမကြားရဘဲနဲ့အေးအေးဆေးဆေးအိပ်ပျော်သွားခဲ့တယ်။ဒါပေမဲ့ညတကောင်ကြော်တဲ့အချိန်ရောက်တဲ့ခါမှာတော့ကျမတို့ထင်မှတ်မထားတဲ့အပြောင်းလဲတစ်ခုကစောင့်ကြည့်နေခဲ့ပြန်ပါပြီ။ညတကောင်2နာရီလောက်မှာအခန်းထဲကလေတူကရုတ်တရက်ဆိုလို့အေးစိမ့်လာပြီးကျမလည်းချမ်းလို့အိယာကနေလန့်နူလာခဲ့တယ်။မျက်စိဖွင့်ဖွင့်ချင်းမှာပဲကွယ်လွန်သွားတဲ့ကောင်မလေးရဲ့ဝိညာဉ်ကဂရင်ချင်းရင်မှာရက်နေတာကိုမြင်လိုက်ရတယ်။ဒါပေမဲ့ဒီတစ်ခါတော့မင်းညလိုမျိုးရုပ်ပြက်ဆင်းပြက်ပုံစံမျိုးမဟုတ်တော့ဘဲနဲ့သူ့ရဲ့တာမန်ရုပ်သွင်းတိုင်းအေးအေးချမ်းချမ်းဖြစ်နေတာကိုသတိထားမိတယ်။သူ့မျက်နှာမှာမျက်လုံးနှစ်ခေါင်းဗစက်တွေပြန်ပေါ်လာပြီးတော့ကျမကိုကြည့်ပြီးတတရရလေးပြုံးပြတယ်။
သူကကျမကိုရှမ်းပြဖို့လာတာမဟုတ်ပဲကျမတို့လုပ်ပေးခဲ့တဲ့အလှနဲ့အမျှအတန်းတွေအတွက်ကျေးဇူးတင်စကားလာပြောတဲ့ပုံစံမျိုးပါကောင်မလေးကကျမကိုကြည့်ပြီးတော့ခေါင်းလေးဖြည်းဖြည်းချင်းညှိပြရင်းနဲ့လေထုထဲမှာပဲပျောက်ကွယ်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာတော့အခန်းထဲကနေဘာတည်း6တန်မှလည်းမကြားရတော့ပဲထူးထူးခြားခြားကိုအေးချမ်းတိတ်ဆိတ်သွားခဲ့တယ်ကောင်မလေးရဲ့ဝိညာဉ်ကကျမတို့ညီမနှစ်ယောက်ရဲ့အမျှပေးဝေမှုကြောင့်နောင်ဘဝကောင်းရာသူကလေးကိုကူးပြောင်းနိုင်ခဲ့ပြီထင်ပါရဲ့အဲ့ဒီလိုနဲ့တလားလောက်ကြာတဲ့အထိကျမတို့လည်းအဲ့ဒီအခန်းထဲမှာပဲဘာပြဿနာမှမရှိပဲဆက်ပြီးနေထိုင်ခဲ့ကြတယ်ဒီတော့တွင်းမှာပဲကျမတို့ညီမနှစ်ယောက်စလုံးလည်းရန်ကုန်မှာအလုပ်ကိုင်တီတရားရရှိသွားခဲ့ပြီအလုပ်ရပြီးတဲ့နောက်တော့ကုမ္ပဏီကနေအလုပ်သမားတွေအတွက်စီစဉ်ပေးတဲ့အဆောင်တစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်အဲ့ဒီလိုနဲ့ကျမတို့ညီမနှစ်ယောက်ကဒီလိုကြောက်စရာကောင်းလာတဲ့အဆောင်ဟောင်းကြီးကနေထာဝရနှုတ်ဆက်ထွက်ခွာသွားခဲ့ပါတော့တယ်ကျမတို့ညီမနှစ်ယောက်စလုံးလည်းအဲ့ဒီအဆောင်ဟောင်းကြီးကနေထွက်လာပြီးတော့ကုမ္ပဏီကပေးတဲ့အဆောင်အသစ်တစ်ခုကိုပြောင်းရွှေ့ခဲ့ကြတယ်အဆောင်အသစ်ကအရင်အဆောင်လိုမျိုးမဟုတ်ပဲလူတွေအများကြီးနဲ့စီစီကားကားရှိတာမို့စိတ်ထဲမှာတော့တော်တော်လေးလုံခြုံသွားတယ်လို့ခံစားရတယ်နေဘက်ဆိုရင်လည်းအလုပ်ကိစ္စတွေနဲ့အချိန်ကုန်နေတတ်တော့အတိတ်ကကြောက်စရာဖြစ်ပျက်တွေကိုလည်းတွေးဖို့သိအချိန်မရှိတော့ဘူးဒါပေမဲ့ညဘက်ရောက်လို့ကလင်ပေါ်လဲလိုက်တိုင်းမှာအရင်အဆောင်ဟောင်းကအခန်းကျင်းလေးနဲ့အင်ဂျီအနီယာဝတ်ထားတဲ့ကောင်မလေးကိုအလိုလိုသတိရမိနေတော့မယ်အဲ့ဒီကောင်မလေးရဲ့တနာစရာဖြစ်ရဆိုကြီးကကျမရဲ့စိတ်ထဲမှာဘလို့မှဖျောက်ဖျက်မပစ်နိုင်ဘူးအဆောင်အသစ်ကိုရောက်သွားပေမဲ့လည်းညဘက်ဆိုရင်အိပ်ပျော်ရမှာတော့နည်းနည်းလန့်မိနေတော့ကျမညီမလေးကတော့အဆောင်အသစ်ရောက်တဲ့နေ့ကနေစပြီးတော့အရင်လိုညဘက်တွေဆိုရင်ငိုတန်ကြားရတာမျိုးလုံးဝမရှိတော့ဘူးလို့ပြောတယ်သူလည်းစိတ်အေးလက်အေးဖြစ်သွားပုံရပါတယ်ဒါပေမဲ့ကျမကတော့ညီမလေးလိုစိတ်အေးလက်အေးမဖြစ်နိုင်သေးပဲအခန်းထဲကနေအတန်ကိုပဲအမြဲနားဆွတ်နေမိတယ်တခါတလေအခန်းထဲမှာလေအေးလေးတစ်ချက်ဝိတ်ကနေတိုက်သွားရင်တော့ဟိုကောင်မလေးများငါးနောက်လိုက်လာတာလားဆိုပြီးထိတ်ကနေဖြစ်သွားရပြန်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ဘာမှထူးထူးခြားခြား၆လန့်တာမျိုးလည်းမရှိပဲပတ်ဝန်းကျင်တစ်ခုလုံးကလည်းပုံမှန်တိုင်းအေးအေးချမ်းချမ်းပါပဲကျမရဲ့စိတ်ထဲမှာရှိနေတဲ့ကြောက်စိတ်တွေကြောင့်သာအခုလိုထောက်လျှောက်တွေးနေမိတာပါအဆောင်ပြောင်းပြီးတပတ်လောက်ကြာတဲ့အထိကျမတို့ညီမနှစ်ယောက်စလုံးအရင်အဆောင်ကဘေးကန်းကအမတွေနဲ့ဖုန်းဆက်ပြီးအဆက်အသွယ်လုပ်ဖြစ်ကြသေးတယ်အမတွေကကျမတို့အဆင်ပြေရဲ့လားအဆောင်တက်မှာတရေတွေပါထက်ချောက်သေးလားဆိုပြီးစိတ်ပူလို့လှမ်းမိကြတယ်ကျမကလည်းအဆောင်တက်မှာဘာမှမဖြစ်တော့အေးဆေးဆေးရှိတဲ့အကြောင်းနဲ့အလုပ်တွေလည်းအဆင်ပြေနေတဲ့အကြောင်းကိုပြန်ပြောပြပြတယ်အဲ့လိုဖုန်းပြောရင်းနဲ့မှကျမတို့ထွက်လာပြီးတဲ့နောက်အရင်အဆောင်ဟောင်းကအခန်းလေးကဘလို့ဖြစ်ကြံခဲ့လဲဆိုတာကိုအမတွေကိုမေးကြည့်မိတယ်အမတွေပြောပြချက်အရတော့ကျမတို့ထွက်သွားပြီးတဲ့နောက်မှာအဲ့ဒီအခန်းတွေကိုဘယ်သူမှထပ်ပြီးအငှားမဝင်ကြတော့ဘူးလို့သိရတယ်အဆောင်ပိုင်ရှင်တော်လေးကတော့အခန်းလွတ်နေလို့နှမျောပြီးတော့လူသစ်တွေထက်ရှာနေပေမဲ့လည်းဘယ်သူမှမငှားကြဘူးတဲ့ဒေါ်လေးကတော့အခန်းအောင်ဒီတိုင်းပြစ်မထားခြင်းလို့တန်ရှင်းရေးတွေခဏခဏလှုပ်ပြီးတော့လူခေါ်နေရပဲဒါမဲ့လူတွေကသတင်းကြားထားတော့အနာတော့မကက်ရဲကြဘူးအမရီပြောပြတာနားထောင်ရတဲ့လောက်တော့ကျမတို့မရှိတော့တဲ့နောက်မှာအဲ့ဒီအခန်းထဲကနေညဘက်ဆိုရင်ထူးဆန်းတဲ့အတန်တွေကြားရတော့မယ်လို့ဆိုရဲအထူးသဖြင့်လာပြေးညတွေဆိုရင်အခန်းထဲကနေမိန်းကလေးတယောက်ရှိုက်ကြီးတငယ်ငိုတန်တွေကပို့ပြီးကြဲကြဲလောင်လောင်ကြားရတတ်တယ်ကျမတို့ဖုန်းကြီးเจ้าမှာအလူလောက်ပြီးတော့အမျှတန်ပေးဝေခဲ့တာကြောင့်ဝိညာဉ်လေးကခိတခဏတော့ညင်သက်သွားခဲ့တယ်ဆိုပေမဲ့လည်းသူ့ရဲ့နာကြီးချက်တွေနဲ့တန်ရောစင်တွေကတိတ်ပြီးကြီးမားလွန်းနေတာကြောင့်အခုထိမကြွမလို့ပဲဖြစ်နေသေးရဲ့တဲ့အဲ့ဒီအကြောင်းတွေကိုကြားရတော့ကျမရင်ထဲမှာလည်းကောင်းမလေးအတွက်ပို့ပြီးစိတ်မကောင်းဖြစ်ရတယ်ဒေါ်လေးကိုလည်းတော်တော်လေးအမြင်မကြည့်ဖြစ်မိတယ်။ဒေါ်လေးသာကောင်းမလေးကိုဂရုတစိုက်လုပ်ပေးခဲ့ရင်စေယုံကိုအချိန်မီပို့ပေးခဲ့မယ်ဆိုရင်အခုလိုဖြစ်ရဆိုကြီးဖြစ်လာစရာအကြောင်းမရှိဘူးလေ။ဒေါ်လေးရဲ့အတနဲ့လောဘကြောင့်တနာစရာကောင်းမလေးတယောက်ရဲ့အသက်လည်းဆုံးရှုံးခဲ့ရတယ်လို့အခုလည်းမကြုံမလို့ဖ ೇನೆ တရေဘဝကိုရောက်ရှိနေတယ်။ဒါမဲ့လည်းကျမတို့ကလည်းနေရလာတဲ့မိန်းကလေးတွေဆိုတော့ဒီထက်ပိုပြီးတော့ဘာမှဝင်ရောက်ဆွတ်ဖက်ပေးဖို့မတတ်နိုင်ခဲ့ဘူး။အမတွေကိုပဲအမတို့လည်းဒီခန်းသားတိတ်မသွားကြနဲ့ညဘက်ဆိုရင်လည်းဖျားစာလေးမြတ်မြတ်ရုပ်ကြလို့စိုးရိမ်စိတ်နဲ့မှားရမ်းချွေခဲ့မိတယ်။အဲ့ဒီလိုနဲ့ပဲရန်ကုန်မှာနေလာတာလအနေငယ်လောက်ကြာလာတဲ့အချိန်မှာတော်တော်လေးအသားကျနေခဲ့ပြီအလုပ်ကလည်းပို့ပြီးတော့များလာတာကြောင့်အရင်အဆောင်ဟောင်းကအကြောင်းတွေကိုလည်းတွေးမိတာမျိုးတဖြည်းဖြည်းနဲ့နေပါလာခဲ့တယ်ညီမလေးကတော့အလုပ်ထဲမှာပျော်နေပုံရပြီးတော့သူ့ကောင်လေးနဲ့လည်းအဆင်ပြေပြေရှေ့ဆက်နေတာကိုမြင်ရတော့ကျမလည်းဝမ်းသာပါတယ်ဒါပေမဲ့ကျမတို့ညီမနှစ်ယောက်စလုံးရှင်ထဲမှာတော့အဲ့ဒီရန်ကုန်မြို့ကအမျိုးသမီးအဆောင်မှာကြုံခဲ့ရတဲ့ထိတ်လန့်စရာညဘက်တွေကိုတော့ဘယ်တော့မှမိနိုင်ကြမှာမဟုတ်ဘူးအဲ့ဒီအဖြစ်အပျက်ကကျမတို့ဘဝအတွက်တကယ်ကိုအကြီးမားဆုံးနဲ့အကြောက်ရဆုံးသင်ခန်းစာကြီးတစ်ခုဖြစ်နေခဲ့တာပါတရက်တော့ကျမထမင်းဆိုင်နဲ့ဖုန်းပို့နေတော့တစ်တော့ထဲမှာရန်ကုန်ကအမျိုးသမီးအဆောင်တစ်ခုမှာတရေ6တဲ့ဗီဒီယိုလေးတစ်ခုတက်လာတာကိုတွေ့လိုက်ရတယ်ဗီဒီယိုထဲမှာပြောပြနေတဲ့အကြောင်းအရာကကျမတို့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေအခန်းတီနေရာတွေနဲ့ထပ်တူနီးပါးတူညီနေတာကိုတွေ့ပြီးတော့ဝမ်းသာအားရဖြစ်သွားမိတယ်။အော်ဒီဖြစ်ဆိုလူတွေပိုသိအောင်ဗီဒီယိုလုပ်ပြီးတော့တင်ပေးကြတဲ့သူတွေရှိလာပြီဆိုပြီးစိတ်ထဲကနေအသေးအမှတ်ပြုမိလာကြပါတယ်ဗီဒီယိုလေးတွေကိုကြည့်ရင်းနဲ့မှအရင်ဆောင်ကဘေးခန်းကအမတွေပြောပြတဲ့လှုပ်ဝက်ချက်တွေနဲ့ကျမကိုယ်တိုင်မြင်ခဲ့ရတဲ့အင်ဂျီအနီဝတ်ထားတဲ့တရေမလေးရဲ့ပုံစံကိုပြန်မြင်အောင်လာမိတယ်
လူတွေကလည်းအဲ့ဒီဗီဒီယိုအောက်မှာကောင်းမလေးအတွက်စိတ်မကောင်းဖြစ်ပြီးတော့ကောင်းရသူကလေးရောက်ပါစေလို့ဝိုင်းဝန်းဆုတောင်းပေးနေကြတာကိုတွေ့ရတယ်။ကျမလည်းမနေနိုင်တာနဲ့အဲ့ဒီဗီဒီယိုရဲ့အောက်မှာ comment တစ်ခုသွားရေးမိလိုက်တယ်။ကျမကိုယ်တိုင်အဲ့ဒီအခန်းမှာရက်အနေငယ်နေခဲ့ဘူးတယ်။တကယ်ကိုတနာစရာကောင်းတဲ့ကောင်းမလေးပါတဲ့။ကျမရေးလိုက်တဲ့ comment ကိုလူတွေတော်တော်များများစိတ်ဝင်စားနေအကျိုးအကြောင်းတွေကိုလာပြီးမေးမြန်းကြတာပေါ့။ဒါပေမဲ့ကျမကတော့အဆောင်နာမည်ထိခိုက်မှာဆိုတာကြောင့်ရောဗီဒီယိုတွေကအတိုင်း location ကိုလှုပ်ဝက်ထားခိုင်းတာကြောင့်ရောအသေးစိတ်တော့မပြောပြဖြစ်တော့ပါဘူး။ဒီတိုင်းပဲသူ့အတွက်အမျှတန်းနေများများလုပ်ပေးကြပါလို့လူတွေကိုပဲတိုက်တွန်းစကားထပ်ရေးပြီးတော့ဖုန်းကိုပိတ်ပစ်လိုက်ပါတယ်။ပတ်ဝန်းကျင်ကလူတွေရဲ့ဆူတောင်းတန်းတွေကြောင့်အဲ့ဒီကောင်မလေးရဲ့ဝိညာဉ်လေးကလည်းစိတ်အေးချမ်းမှုရသွားလောက်ပါပြီလို့မျှော်လင့်မိတာပဲ။အခုဆိုရင်ဒီဖြစ်ပျက်ကြီးပြီးဆုံးသွားခဲ့တာအချိန်တော်တော်လေးကြာမြင့်သွားခဲ့ပြီဖြစ်ပေမဲ့ကျမတို့ညီမနှစ်ယောက်ရဲ့ရှင်ထဲမှာတော့မနေ့ကလိုပဲလက်ဆက်နေတော့မှာရန်ကုန်မြို့ရဲ့ကြီးကျယ်ခမ်းနားမှုတွေရဲ့နောက်ွယ်မှာလူမသိသူမသိပျောက်ကွယ်သွားခဲ့ရတဲ့အားကိုးရမယ်မိန်းကလေးငယ်တွေဘယ်လောက်တောင်ရှိနေမလဲဆိုတာကရှင်းနာစရာကြီးပဲအခုကျမနေနေတဲ့အဆောင်အစ်စ်လေးကတော့ဖျားတရားနဲ့အေးအေးချမ်းချမ်းရှိနေတာမို့နောက်ထပ်အခုလိုမျိုးကြောက်စရာဖြစ်ပျက်တွေနဲ့ထက်မကြုံရပါစေနဲ့လို့ပဲဆုတောင်းမိနေခဲ့တယ်။ဘာပဲဖြစ်ဖြစ်အတိတ်ကကြောက်စရာကောင်းတဲ့ညတွေကိုနောက်ွယ်မှာထားခဲ့ပြီးတော့ကျမတို့ညီမနှစ်ယောက်ရဲ့အနာဂတ်တစ်ကိုပဲအကောင်ဆုံးရှေ့ဆက်လျှောက်လမ်းဖို့ပြင်ဆင်လိုက်ပါတော့တယ်။ဒါကတော့ရန်ကုန်မြို့ကအမျိုးသမီးအဆောင်တစ်ခုမှာဖြစ်ပွားခဲ့တဲ့တရေဇလန်တွဲလေးအစအဆုံးပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီနေရာမှာရင်ပြီးဆုံးသွားခဲ့ပါပြီ။နောက်ထောင်ပြီးခဲ့ကြတဲ့တငယ်ချင်းတို့ကိုလည်းဘေးအန္တရာယ်ခတ်သိမ်းကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေနော်။တကယ်လို့နောက်ထပ်ထူးဆန်းထိတ်လန့်စရာကောင်းတဲ့ဖြစ်ရမှန်တရေဇလန်တွေကိုနားထောင်ခြင်းသိရဆိုရင်တော့ကျမရဲ့ channel လေးကို subscribe နှိပ်ပေးခဲ့လို့ရပါတယ်။ဒီဇလန်လေးနဲ့ပတ်သက်ပြီးတော့အကြံပြုချင်တာများတစ်ခုခုရှိခဲ့လို့ရှိရင်လည်း comment မှာရေးသားပေးခဲ့လို့ရပါတယ်ရှင်။ဇလန်လေးကိုလာရောက်ပေးပို့ပြီးတဲ့အကောင့်ပိုင်ရှင်လေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမအခုတင်ဆက်ပေးလိုက်တဲ့ဇလန်လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် subscribe လေးနှိပ်ပြီးတော့ like လေးပေးခဲ့ကြပါဦးနော်။တာယာလာပါတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။